ပုံမှန်အဖြစ်တော့ 3-phase induction motor တွေကိုမောင်းနှင်ဖို့ 3-phase power supply လိုအပ်ပါတယ်။ဒါပေမဲ့ single-phase power မရှိတဲ့နေရာမျိုးမှာဒီ motor ကိုဘယ်လိုမောင်းမလဲ။နီလန်နှမျိုးကိုကြည့်အောင်ပါ။ပထမနီလန်ကတော့ capacitor ကိုအသုံးပြုတာပါ။အခုပြထားတဲ့ motor ကတော့ 230 volt နဲ့မောင်းရမယ့် 3-phase motor ဖြစ်ပါတယ်။အရင်ဆုံး motor terminal တွေကို delta connection ချအောင် connection link အပြားလေးတွေနဲ့အရင်ချိတ်ဆက်ပေးရပါမယ်။ ပြီးရင်တော့70 microfarad တန်ဖိုးဝင်ကျင်ရှိတဲ့ capacitor တစ်လုံးကိုယူပြီးကြိုက်ရ terminal နှစ်ခုကြားမှာ series ချိတ်ပေးပါအခုဆိုရင် single phase ရဲ့ live နဲ့ neutral ကျိုးနေချောင်းကိုပြထားတဲ့အတိုင်းချိတ်ဆက်ပြီး circuit breaker တင်လိုက်တာနဲ့ motor စတင်လည်ပတ်မှာဖြစ်ပါလေတကယ်လို့ motor ကိုတခြားတစ်ဖက်ပြန်လဲစေချင်ရင်တော့ယခုပြထားတဲ့အတိုင်း single phase power ရဲ့ connection ကိုအခြားတစ်ဖက်ကိုပြောင်းချိတ်ပေးရုံပါပဲဒါပေမဲ့ဒီနည်းလမ်းမှာအားနည်းချက်တစ်ခုရှိပါတယ်capacitor သုံးကားတဲ့အတွက် motor ရဲ့ output power ဟာမူလထက်3ပုံတစ်ပုံခန့်လျော့ကျသွားတတ်ပြီးယာယီမောင်းနေမှုမျိုးမှာသာတုံ့တင်ပါလေဒါကြောင့်ဝန်အရန်ဆွဲတဲ့အကြီးစားစက်ရန်တရာတွေအတွက်မတင်တော့ပါဘူးဒုတိယနီလန်ကတော့အကောင်းဆုံးနဲ့စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်တဲ့ single phase to 3-phase VFD သို့မဟုတ် inverter ကိုအသုံးပြုတာပါဒီနီလန်မှာတော့ single phase power ကို VFD ရဲ့ input မှာပေးလိုက်တာနဲ့ VFD ကနေပြည့်စုံတဲ့ 3-phase power ကိုပြန်ထုတ်ပေးပါတယ်အားထချက်ကတော့ motor ရဲ့ power မကျတဲ့အပြင် motor speed RPM ကိုလည်းစိတ်ကြိုက်ချိန်ကြီးနိုင်တာပဲဖြစ်ပါလေဒါကြောင့်မိတ်ဆွေရဲ့လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်သည့်တင်းတော်တဲ့နီလန်ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်အခုလိုဗဟုသုတရစရာဗီဒီယိုလေးတွေစက်ကြည့်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်